ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Hard Work and Smart Work Story ဖြစ်ပါတယ်။မင်းဆွေအနေနဲ့ဘေးပတ်ဝန်းကျင်ကလူတွေအားလုံးထက်ပိုကြိုးစားနေရပါမယ်။တပတ်မှာတော့နောက်ကောက်ချန်နေတုံးပဲလို့ခံစားရပါသလား။ရုံးကိုအစောဆုံးရောက်ပြီးနောက်ဆုံးမှပြန်တဲ့သူဖြစ်ပေမဲ့ရလဒ်တွေကတော့ကိုယ်စိုက်ထုတ်လိုက်တဲ့အင်အားတွေနဲ့ထိုက်တန်မနေဘူးဖြစ်နေတဲ့တာမျိုးပေါ့။ဒါအပြင်သင်ကတနေ့ကို12နာရီပတ်လုံးအလုပ်လုပ်နေချိန်မှာတင်းရဲ့လုပ်ပေါ်ကန်ဘက်ကတော့6နိုင်လောက်ပဲလုပ်ပြီးတော့တင်းထက်အရင်ယာရုတက်သွားတာမျိုးပေါ်ကြုံဘူးသလားဒါမှမဟုတ်တင်းကနှုံးချိနေပြီးစိတ်ကုန်နေပြီးအေးကြီးပြီးပြက်နေပြီဒါပေမဲ့တခြားလူတွေကတော့တင်းလောက်မယုံကန်ရပဲအောင်မြင်နေတာကိုငေးကြည့်နေရတာလားအလုပ်ကိုကြိုးစားလုပ်တာတော့ဘာလို့မလုံလောက်သလဲဆိုတာကိုတင်သိချင်နေခဲ့တကူကူကိုအကောင့်တွေပေါ်နိုင်စမ်းမရှိပဲပင်ပန်းယုံမဲ့ပင်ပန်းနေရတာကိုစိတ်ကိုနေပြီးဆိုရင်ဒီပုံမြင်လေးကတင်းရဲ့အလုပ်လုပ်ပုံတသက်ဆက်ပြောင်းလဲပြီးသွားပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့တခါတော့ကအလုပ်ကိုရန်ကြိုးစားလို့မိမိဘဝကိုမိမိဖြတ်စည်းလူနေပါဖြစ်ခဲ့တဲ့လေသမားတယောက်ရှိခဲ့ဘူးလို့ပါ။သူကတနေ့မှာတော့အားစိုက်ထုတ်မှုနဲ့ဗျူဟာကြားကကွာခြားချက်ကိုသင်ခန်းစာရသွားခဲ့ပါတယ်။ဒါဆိုတော့ဒီဗီဒီယိုကိုအဆုံးထိနားထောင်ကြည့်ပေးပါဦး။မျိုးဆက်နဲ့ကြည့်ပြီးမြေယာလောက်ကင်လာကြတဲ့တောင်ကြားလေတော့ရွာလေးတစ်ခုမှာသောမတ်လို့ခေါ်တဲ့အသက်32နှစ်အရွယ်လေသမားတယောက်ရှိပါတယ်။သောမတ်မှာသူ့ဖခင်စီကအမွေရထားတဲ့စေရီကကျတဲ့လေကွက်ကလေးတစ်ခုရှိပါတယ်။သောမတ်ကအရာအလုံးထက်အလုပ်ကြိုးစားမှုကိုပဲအကျွမ်းမဲ့ယုံကြည်တဲ့သူပါ။မနက်တိုင်းနေမထွက်ခင်မနက်4နာရီဆိုရင်သောမတ်ကနိုးနေပါပြီ။ခေတ်သစ်ကရိယာတွေအတွက်ပတ်စံကိုမခံမင်းနဲ့သူ့ရဲ့လက်ဗလာနဲ့ပဲလေထဲမှာအလုပ်လုပ်တတ်ပါတယ်။ငါဘိုးလည်းဒီလိုပဲလုပ်ခဲ့တာအလုပ်ကြိုးစားတာကမှရိုးသားတဲ့နီလန်းပဲလို့သူကပြောလို့ရှိပါတယ်။မျိုးစီတိုင်းကိုလက်နဲ့ပဲစိုက်တယ်။ရေလောင်းရင်လည်းရေပုံးနဲ့တဒန်းချင်းလိုက်လောင်းတယ်။ပေါင်းမီနေကိုလည်းကိုယ်တိုင်ပဲနှုတ်တယ်။ဒီတော့ကနေနေဝင်အထိသောမတ်ကအလုပ်လုပ်ပါတယ်။သူ့လက်တွေကဘူးတစ်ပွန်ပဲပြီးတော့သူ့အိမ်တော်မှာထွက်နေတတ်ပါတယ်။ခါးကလည်းအမြဲနာနေပြီမဲ့သူကတော့ဒီလိုပင်မနှုံးချနေရတာကိုဂုံယူစရာတစ်စိမ့်တစ်ခုလိုသဘောထားတယ်။ဒီလိုနဲ့ညဘက်ဆိုရင်ထမင်းတော်ကမှမစားနိုင်တော့ဘဲနဲ့အိပ်ရတဲ့ပြစ်လဲတော့တာပါပဲ။သူဇနီးတဲ့ဆာရာနဲ့စကားပြောဖို့တော့အားမရှိတော့ပါဘူး။ဆာရာကသူ့ကိုစွန့်ရည်ကြည့်ပြီးတော့သောမတ်ရှင်ကိုတတ်နေရမယ်။ဒီတက်ကောင်းတဲ့နီလန်းတော်ရှိမှာပါလို့ပြောတတ်ပါတယ်။ဒါပေမဲ့သောမတ်ကခေါင်းခါပြီးတော့ဆာရာအောင်မြင်မှုဆိုတာကပေးဆက်မှုရှိမှရတာ။အလုပ်ကြိုးစားရင်ဘယ်တော့မှမရှုံးဘူး။ငါဒီတက်ပူပြီးကြိုးစားဖို့ပဲလိုတာပါလို့ပြန်ပြောလို့ရှိပါတယ်။ဘေးပတ်ဝန်းကျင်ကလယ်သမားတွေကတော့သောမတ်ကိုအားကြတော့သနာတော်နဲ့ကြည့်ကြပါတယ်။အဲ့ဒီလူကလူ3ယောက်စာလောက်လုပ်တယ်။အလုပ်ကြိုးစားရုံနဲ့သာချမ်းသာမယ်ဆိုရင်သောမတ်ကတန်းကြွတတိဖြစ်နေလောက်ပြီလို့ပြောကြပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့ရှင်းသားစရာပါ။ဘေးကလူတွေထက်နှစ်ဆပူအလုပ်လုပ်ပြီးမဲ့သောမတ်ရဲ့လေကတော့စောင်းနေအတွက်မနေ့ရုံးကန်နေရတော့မှာပဲ။ရာသမျှသီးနှံတွေကပြင်းပြလောက်ပဲရှိပြီးတော့ရာသီတိုင်းမှာအကျွေးတွေနဲ့နီးလာခဲ့ပါတယ်။အဆိုးဆုံးကတော့သူ့မှာချိန်လည်းမရှိခွန်အားလည်းမရှိသလိုအလုပ်ပြဘက်ကဘဝဆိုတာလည်းမရှိတော့ပါဘူး။သောမတ်ရဲ့လေပြီးမှာတော့ Richard ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။သူတို့နှစ်ယောက်ကအသက်လည်းတူသလိုလေအရွယ်အစားလည်းအတူပါပဲ။ Richard ကသောမတ်တောင်မှပတ်စံနည်းနည်းနဲ့စတင်ခဲ့ရတာပါ။ဒါပေမဲ့တခုခုတော့ထူးခြားနေပါတယ်။ Richard ကမနက်၈နာရီကနေနေ့လယ်2နာရီအထိတနေ့ကို6နာရီပဲအလုပ်လုပ်ပါတယ်။သူကကိမီရေသွင်းစနစ်တွေကိုသုံးတယ်။ဒီနေ့ရေသိမ်းချိန်ဆိုရင်အကူခေါ်တယ်။ညနေပိုင်းဒီမှာတော့စာဖတ်တယ်အနားယူတယ်။မိသားစုနဲ့ခရီးထွက်ပါတယ်။ဒါပေမဲ့ Richard ရဲ့လေကသောမတ်ရဲ့လေတက်ကိုနှစ်ဆပူးထွက်နေတာကသောမတ်ကိုညာရင်းချောင်းလန့်နေတဲ့အချက်ပါပဲ။ဒါကတော့ပြင်းထန်တဲ့နေရာဒီမှာမိုးကောင်ရေရှားမှုကြုံရတယ်။ရေကအရန်ရှားသွားပါပြီ။လေသမားနဲ့ဒီစင်ကုန်မှုကိုရင်ဆိုင်ကြရပါတယ်။ရေရှားတဲ့ကြားကသီးနှံတွေအသက်ရှင်အောင်ဘယ်လိုလုပ်မလဲပေါ့။သောမတ်ကတော့ဒီတက်ပူပြီးကြိုးစားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။မနက်4နာရီအစား3နာရီမှထားတယ်။ဝေးလံတဲ့ရေတွင်းကနေရေပုံးတွေကိုထမ်းပြီးတော့တနေ့ကိုအခောက်ပေါင်း50မနာတန်းသေးတယ်။သူ့ခန္ဓာကိုယ်ကဘယ်လောက်ပဲနာကျင်နေပါစေအလုပ်ကြိုးစားရင်ဘယ်တော့မှမရှုံးမှုဆိုတဲ့စကားကိုဖျားစာလို့ရွတ်ပြီးတော့အတင်းယုံလုပ်တယ်။တပတ်မှာတော့ Richard ကရေငွေ့ပြန်တာတက်တာအောင်လို့နေအေးတဲ့အချိန်တွေမှာရေရအောင်သူ့ရဲ့ရေသွင်းစနစ်ကိုခလုတ်ကလေးနှိပ်ပြီးပြင်လိုက်ရုံပါပဲ။ဒီလိုနဲ့ပင်မမှန်လှုပ်လာတာ15ရက်မြောက်နေ့မှာတော့သောမတ်ရဲ့ခန္ဓာကိုယ်တွေကတကူကိုကျိုးပြတ်သွားတယ်လို့ခံစားလိုက်ရတယ်။အချိန်40မြောက်ရေပုံးကိုတင်နေတော့မှမျက်စိတွေပြာလာပြီးတော့ခြေထောက်တွေခွေကျသွားပါတော့တယ်။ရေပုံးကလက်ထဲကလွတ်ကျသွားပြီးအဖိုးတန်လာတဲ့ရေတွေကပုံမုံနေတဲ့စီးဝင်ကုန်တယ်။သောမတ်ဒူးတော့ကျသွားပြီးတော့အသက်ရှူရတာခက်လာတယ်။နှလုံးကလည်းပုံမှန်မဟုတ်ဘဲနဲ့တုံးနေတယ်။အဲ့ဒီချိန်မှာဇနီးဖြစ်သူဆာရောကသေလူနီးပါးဖြစ်နေတဲ့သီးနှံတွေကြားမှာမတ်တက်တော်မှမရနိုင်တော့ပဲ
လဲကျနေတဲ့ Thomas ကိုတွေ့သွားခဲ့ပါတယ်။ဆရာဝန်ပြောတဲ့စကားကတော့ရှင်းပါတယ်။ Thomas ခမရရဲ့ခန္ဓာကိုယ်ကရက်ဆိုင်သွားပြီ။ခမရမှာရှိတဲ့ခန်းချောင်းလေးအေးအေးပြက်လုံးနေတယ်။နှလုံးရက်တော့မဲ့အခြေအနေပဲ။ဒီတိုင်းသာဆက်သွားရင်တော့နောက်နှစ်ပြီးနဲ့ရိတ်သိမ်းချိန်ကိုခမရမြင်ရမှာမဟုတ်ဘူး။မိုးကောင်လို့မဟုတ်ပဲနဲ့ခမရအသက်မရှိတော့မှမို့လို့ပဲ။အဲ့ဒီညမှာ Thomas တယောက်လက်မောင်းမှာအကျော်သွင်းဆေးပလင်းချိတ်ထားရင်ကခလေးမမလင်းနေရတယ်။မျက်နှာချက်ကိုငေးကြည့်ရင်ကသူတကားမှမခံစားဘူးတဲ့ရှုံးနေမှုဝေဒနာကိုခံစားနေရပါတယ်။အဲ့ဒါကမိုးခေါင်လို့ရှုံးနေတာမဟုတ်ဘူး။အခြေအနေတွေကြောင့်ရှုံးနေတာလည်းမဟုတ်ဘူး။သူတစ်သက်လုံးယုံကြည်ကိုးကွယ်လာတဲ့အခြေခံယုံကြည်ချက်ကြီးတစ်ခုလုံးကမားနေပလားဆိုတဲ့အသည့်ကြောင့်ဖြစ်လာတဲ့ရှုံးနေမှုပါ။သူကစာရာကိုတိုးတိုးလေးပြောရှာတယ်။ငါအလုံးကမှအောင်လုပ်ခဲ့တာပဲ။ဘသူတည်းမဆိုပူကြိုးစားခဲ့တယ်။အရာအလုံးကလည်းစရီးခဲ့တာပဲ။ဒါပေမဲ့ငါဘာလို့ရှုံးနေရတာလဲတဲ့။စာရာကသူ့လက်ွယ်သားရဆုပ်ကန်ပြီးတော့အခြေဖြစ်နေတာကိုပြောရရင်အလုပ်ကြိုးစားတာတခုတည်းကအပြေမဟုတ်လို့နေမှာပါရှင်မသိရင်ပါသေးတဲ့တခုခုရှိနေအောင်မှာပေါ့လို့ပြောလိုက်ပါတယ်အဲ့ဒီစကားစုက Thomas ကိုတညလုံးချောင်းလန့်နေခဲ့ပါတယ်၃ရက်ကြာ Thomas လမ်းလျှောက်နိုင်လောက်အောင်အားပြန်ပြေးလာတဲ့အခါသူနှစ်ပေါင်းများစွာမာနာကြီးပြီးမလုပ်ခဲ့တဲ့အလုပ်တစ်ခုကိုလုပ်လိုက်ပါတယ်အဲ့ဒါကတော့ Richard ရဲ့တကားကိုသွားခောက်တာပါပဲ Richard ကလည်းအော်ဒဂျင်နဲ့ပြုံးလို့တကားဖွင့်ပေးတယ် Thomas မင်းမူးလဲသွားတယ်ဆိုတာကိုကြားတယ်လာပါအထင်းဝင်သူတို့နှစ်ယောက် Richard ရဲ့ဝရန်တာမှာထိုင်ရင်းကစိန်လန်းဆူပြင်းနေတဲ့လေကွင်းကြီးကိုမေးကြည့်နေကြတယ်။ Thomas ရဲ့6တွေ့နေတဲ့လေထက်နှစ်ဆလောက်ဒီနဲ့နေဝေးစားနေတာကိုမြင်ရတော့ Thomas စိတ်ထဲမှာမနာလိုစိတ်နဲ့စူးစမ်းကျင်စိတ်တွေရောပြောနေမိတာပေါ့။ Richard လို့ခေါ်လိုက်ပြီး Thomas ကသူ့ဘဝမှာပထမဆုံးချိန်နှိမ်ချတဲ့လေသံနဲ့စပြောပါတယ်။ငါနားလေခြင်းလို့ပါ။ငါမင်းနဲ့နှစ်ဆပို့ပြီးတော့အလုပ်လုပ်တယ်။ငါမှရှိသမျှအကုန်လုံးကိုလေတွေကိုပုံအောင်ထားတာ။ဒါပေမဲ့မင်းကကြတော့အချိန်တစ်ဝက်ပဲအလုပ်လုပ်ပြီးရှားလက်ကနှစ်ဆထွက်နေတယ်။ဘလို့ကြောင့်လဲရစ်ချတ်ကခဏလောက်ငြိမ်သွားပြီးမှမတ်တက်ရက်လိုက်တယ်လာငါမင်းကိုတခုပြမယ်ဒီလိုနဲ့သူတို့ကရစ်ချတ်ရဲ့ပစ္စည်းသူလောင်ယုံစီကိုရှောက်သွားကြတယ်ရစ်ချတ်ကပစိန်နှလက်ကိုကောက်ခိုင်းလိုက်တယ်တလက်ကဟောင်းနှမ်းပြီးတုံးနေတယ်နောက်တလက်ကတော့ပြောင်းလက်ပြီးထက်နေတယ်သောမတ်တစ်ပင်ခုတ်ပြနေတဲ့လူနှစ်ယောက်ကိုမြင်အောင်ကြည့်လိုက်ပထမတစ်ယောက်က12နာရီပတ်လုံးမနာတဲ့ပစိန်ကိုလွှဲပြီးခုတ်တယ်သူကပူကြိုးစားလီတစ်ပင်ပူလဲလီပဲလို့ယုံကြည်ထားတာရစ်ချတ်ကသောမတ်ကိုဒုံးနေတဲ့ပစိန်ကိုပြီးပြီးတော့တေတုံးကြီးတုံးကိုညွှန်ပြလိုက်ပါတယ်။ကဲဆန်းခုတ်ကြည့်လိုက်တယ်။သောမတ်ကလည်းခုတ်ပါတယ်။ပစင်းကတစ်သားကိုမခုံမိပဲနဲ့ကန်ထွက်လာတယ်။အရာလေးတောင်မတင်ဘူး။သူကထက်ကခုတ်တယ်။ဆယ်ချက်လောက်ခုတ်ပြီးတဲ့အခါမှာတော့သောမတ်ကအသက်ရှူမြန်လာပြီ။တေတုံးကလည်းအပေါ်ရန်လေးပဲပြတ်သွားတယ်။အဲဒီကမှရစ်ချတ်ကထမ်းနေတဲ့ပစင်းကိုယူပြီးတော့တစ်ချက်တည်းခုတ်ချလိုက်တာ။တေသားလေးကိုနက်နက်ရှိုင်းရှိုင်းဝင်သွားတယ်။နောက်ထပ်3ချက်လောက်ခုတ်လိုက်တာနဲ့တေတုံးကလည်းချမ်းကွဲသွားတော့တာပဲ။ရစ်ချတ်ကဆက်ပြောတယ်။ဒုတိယလူကကြတော့10နိုင်ပဲအလုပ်လုပ်တယ်ဒါပေမဲ့တနာရီချားတိုင်းသူက10မိနစ်လောက်နားပြီးပစင်ဝတ်သွေးတယ်။သူ့ပြန်ဘက်ကတော့သူ့ကိုလောင်လာပေါ့။ငါအချင်းဖြုံးနေတာပဲ။ဆက်ခုတ်လေးလို့။ဒါပေမဲ့နေကုန်တဲ့အခါမှာတော့ဒုတိယလူကတပည့်ကိုလက်စားပို့ခုန်နိုင်သွားတယ်။ရစ်ချတ်ကသောမတ်ရဲ့မျက်လုံးလေးကိုစိုက်ကြည့်ပြီးတော့တကယ်ချင်းမင်းကပထမလူဖြစ်နေတာ။မင်းကတုံးနေတဲ့ပစင်ကိုကင်ပြီးတော့နှစ်ပေါင်းများစွာခုန်နေခဲ့တယ်။ဘာလို့လက်တွေတွေးထွက်နေတာတော့တပည့်ကမလဲရတာလေလို့တွေးနေခဲ့တာ။အဲဒီနောက်ရစ်ချတ်ကသူ့လေတွေကိုလိုက်ပြရင်ကအခြေခံမှု3ချက်ကိုရှင်းပြပါတယ်။ဒီအချက်ကလေးကိုဆက်မပြောခင်အခုလိုတန်ဖိုးရှိတဲ့ဘူးသူသားတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဒါဆိုရင်ဆက်သွားလိုက်အောင်ခင်ဗျ။ပထမအချက်ကကြိုးစားမှုတက်စနစ်ကြဖို့ကပိုအရေးကြီးတယ်။ငါကရေကိုပုံနဲ့မသိဘူး။အပင်ကြီးရောက်လေးလေးမရှိရေလောင်းပြီးမဲ့အဆက်ချရေသွင်းစနစ်ကိုတက်ထားတာ။အစာပိုင်းမှာတော့ပတ်စံကုန်တာပေါ့။ဒါပေမဲ့အခုတော့ငါအိတ်နေချိန်မှာတော့သူကအလိုလျောက်အလုပ်လုပ်ပေးနေပြီ။မင်းရေထမ်းမှု6နိုင်အချိန်ပေးရတဲ့အလုပ်ကိုငါစနစ်က10မိနစ်နဲ့လုပ်ပေးတယ်ဒုတိယအချက်ကအလုံးများနေတာတဲ့အာယုံဆိုင်မှုကပိုရေးကြီးတယ်ငါတို့မြင်တဲ့ကိုက်ညီတဲ့သီးနဲ့2မျိုးလေးကိုပဲစိုက်တယ်မင်းကတော့9မျိုးလောက်စိုက်ပြီးတော့အာယုံကြီးများနေတယ်ငါက2မျိုးလေးကိုကျွမ်းကျင်အောင်လုပ်တယ်မင်းက9မျိုးစလုံးနဲ့ရုန်းကန်နေရတယ်အကျိုးဆက်ကတော့ငါစီကအကောင်းဆုံးကြီးထွက်လာပြီးမင်းစီကတော့တာမန်လောက်ပဲထွက်တာပဲတတိယအချက်ကအနားယူခြင်းဟာ viewer ရဲ့အစိတ်ပိုင်းတစ်ခုပဲငါက7နာရီအိတ်တယ်လေ့ကျင့်ခန်းလုပ်တယ်အနားယူတယ်ဒါကြောင့်နေ့တိုင်းငါအုံနောက်ကကြီးလင်းနေတယ်ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်တယ်ပြဿနာကိုစောစောစီးစီးမြင်တယ်နီလန်တရီရှာနိုင်တယ်မင်းကတော့အရန်ပင်မန်းလုံးလို့ကောင်းကောင်းတော့မှမတွေးနိုင်တော့ဘူးမင်းမအမားတွေများလာပြီးအဲ့ဒီအမားတွေကိုပြန်ပြင်ဖို့အချိန်တွေပိုကုန်နေရတယ်ရစ်ချတ်ကသောမတ်ရဲ့ပခုံးမပေါ်ရင်ကသောမတ်မင်းရုန်းကန်နေရတာကမင်းအလုပ်မကြိုးစားလို့မဟုတ်ဘူးမင်းကကြိုးစားရုံပဲသိလို့ရှုံးနေတာလှုပ်ရှားနေတာနဲ့တိုးတက်နေတာအလုပ်များနေတာနဲ့ထိရောက်တာကမတူဘူးဆိုတာကိုနားလည်ဖို့လိုတယ်သူကလေခွင်းတွေကိုညွှန်ပြပြီးတော့အလုပ်ကြိုးစားတာကအခြေခံပါပဲအဲ့ဒါကိုငါလေးစားတယ်ဒါပေမဲ့ viewer မပါတဲ့အလုပ်ကြိုးစားမှုဆိုတာနှိစက်ခံနေရတာနဲ့အတူတူပဲ
အခုမင်းရဲ့ပစိမ်ကိုသွေးရမယ့်အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်အဲ့ဒီညနေမှာသောမတ်အိမ်ပြန်လာတဲ့အခါခေါင်းထဲမှာမိကုန်းကြီးအပြည့်နှလုံးသားထဲမှာတော့မျောလင်းချက်ဆိုတဲ့အသစ္စာတစ်ခုခဲအောင်နေပါပြီနှစ်ပေါင်းများစွာအတွင်းပထမဆုံးအချိန်ဖြစ်သူလေလေးကိုတမ်းမပြန်တော့ပါဘူးအဲ့ဒီအစားဆာရာနဲ့တူထိုင်ပြီးတော့မက်ဆူစာအုပ်တုပ်ထုတ်လိုက်တယ်ငါ့ကိုတွေးခေါ်တည်တင်ပေးပါလို့သူကပြောပါတယ်နောက်နေ့မနေ့မှာတော့သောမတ်တစ်ခါမှမလုပ်ဘူးတဲ့အပြောင်းလဲတစ်ခုကိုစလုပ်ပါတော့တယ်သူ၄နိုင်ပဲအလုပ်လုပ်ပြီးရက်လိုက်တယ်အဲ့ဒီနောက်ကျန်တဲ့အချိန်တွေကိုရေသွင်းစနစ်တွေအကြောင်းလေ့လာဖို့အတွက်အသုံးပြုလိုက်ပါတော့တယ်သူကဒေသတွေစိုက်ပျိုးရုံကိုသွားခဲ့တယ်ပစ္စည်းသွင်းတဲ့သူတွေနဲ့စကားပြောခဲ့တယ်အစီအစဉ်တစ်ခုဆွဲခဲ့တယ်နှစ်ပတ်အတွင်းမှာပဲသူတကားမှမသုံးတဲ့ထော်လာကြီးအဟောင်းကြီးကိုရောင်းပြီးတော့အခြေခံအဆက်ချရေသွင်းစနစ်တစ်ခုကိုဝယ်လိုက်ပါတယ်တက်စီမှု300ပဲကြာခဲ့ပြီမဲ့အဲ့ဒါလည်းလေပတ်ကောတနေ့6နိုင်ပေးရတဲ့ရေလောင်းချိန်ဟာမိနစ်20နဲ့ပြီးသွားပါတော့တယ်အဲ့ဒီကနေပို့ထွက်လာတဲ့အချိန်မျိုးမြေစီလာကောင်းမအောင်လုပ်ဖို့ဒီနံပုံစံတွေကိုလေ့လာဖို့နဲ့အလုပ်တွေကပြန်မှန်းခံပြီးလိုက်ရှင်းနေရမယ့်အစားဂျိုဒန်စီမံကိန်းချဖို့အတွက်အသုံးချလိုက်တယ်သောမတ်ကသူ့ရဲ့ဒီနံမျိုးစား5မျိုးကို2မျိုးတီရှော့ချလိုက်ပါတယ်သူ့မြင်တဲ့အကိုက်ညီဆုံးနဲ့ဈေးကောင်းဆုံးရမယ့်ဒီနံတွေပေါ့အရာရာမှာတာမန်မဖြစ်နေမယ့်အစားအချက်နဲ့ချက်မှာထူးချွန်တဲ့သူဖြစ်လာခဲ့တယ်အလုပ်အများဆုံးချိန်တွေမှာကူညီဖို့အင်းဒီနာချင်းကလူငယ်လေးတယောက်ကိုတင်းတင်းနဲ့လောက်ခပေးပြီးငားလိုက်တယ်ပြွာကြကြစီစဉ်ရတဲ့တနာကြီးကအုံတော့မပါပဲပြင်မမတ်လောက်ရတဲ့ဆယ်နိုင်ထက်ပို့ပြီးတော့မှတန်ဖိုးရှိတယ်ဆိုတာကိုသောမတ်ကနားလည်သွားခဲ့ပါပြီဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုကလေထဲမှာမဟုတ်ပဲသူ့ရဲ့ဘဝထဲမှာပါနှစ်ပေါင်းများစွာအတွင်းပထမဆုံးအချိန်ဖြစ်သောမတ်ကဆာရာနဲ့အတူညစာထူစားနိုင်ခဲ့တယ်သူတို့စကားတွေပြောကြတယ်ရီမောကြတယ်သူကလေးတွေနဲ့စော်ကစားဖို့အားရည်နေရှိလာတယ်မနက်ခင်းမှာလေ့ကျင့်ခန်းစားလို့တဲ့အတွက်အလုပ်လုပ်ခြင်းမှာပို့ပြီးတော့မှတန်ဆွမ်းလာသလိုအာယုံစူးစမ်းမှုလည်းပိုကောင်းလာတယ်သူတငယ်ချင်းတွေကတော့သတိထားမိလာကြတယ်သောမတ်မင်းအလုပ်ကိုရှော့လုပ်နေပြီမဲ့ပို့ပြီးချမ်းမှာပို့ပြီးပျော်ရွှင်နေပုံရတယ်လို့ပြောကြတယ်သောမတ်ကပြုံးပြီးတော့ကျုပ်အလုပ်ကိုပို့ပြီးတော့မှပပနဲ့လုပ်နေတာပါလူကအရန်ပင်ပန်းနေရင်ဘာကူမှကြီးကြီးလေးလေးမတွေးနိုင်ဘူးဆိုတော့ကိုသိသွားလို့ပါလို့ပြန်ပြောနေရှိတယ်6လအကြာမှာတော့နောက်ထပ်ရေသိန်းကြီးရောက်လာပါတယ်စနေတကျရေသွင်းပြီးတေချာစီမံထားတဲ့သောမတ်ရဲ့လေကအရင်ကအကောင်းဆုံးထွက်နှုန်းထက်40ရာခိုင်နှုန်းပိုထွက်လာပါတယ်အလုပ်ကိုပိုကြိုးစားလို့မဟုတ်ပါဘူးအလုပ်လုပ်တဲ့နိုင်တန်းကပြူဟာကြပြီးတော့ထိရောက်မှုရှိလို့ပါအရင်က15နာရီလုပ်ခဲ့ပေမဲ့အခုတော့9နာရီပဲလုပ်ပြီးအရင်တက်ပိုထွက်လာတာပါညနေခင်းတစ်ခုမှာရစ်ချက်ရောက်လာပြီးပြောင်းလဲသွားတဲ့သောမတ်ရဲ့လေကိုလိုက်ကြည့်ပါတယ်သူကဂျင်းနဲ့စော်ကောင်းခြင်းလို့မင်းသင်ခန်းစာရသွားပြီပဲတကယ်ချင်းအခုဆိုမင်းကအလုပ်ကြိုးစားသူတွေမဟုတ်တော့ဘူးအလုပ်ကိုပပနဲ့လုပ်တတ်သူဖြစ်သွားပြီလို့ပြောလိုက်တယ်သောမတ်ကရစ်ချက်လက်ကိုဆုပ်ကိုင်ပြီးတော့ကြီးမြတ်တဲ့အရာတွေကိုတိစောက်ဖို့နီလန်တစ်ခုတည်းမကရှိတယ်ဆိုတာကိုပြပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်မိတ်ဆွေသောမတ်ရဲ့ပုံမြင်ကလဲလောက်တာတခုတည်းအကြောင်းမဟုတ်ပါဘူးသင်မန်းစင်းရဲမှာအောင်မြင်မယ်မနှုံးချနေအားဆိုင်မှုမလုံလောက်သေးဘူးလို့ယုံကြည်နေကြတဲ့လူတိုင်းအတွက်ပါကျွန်တော်တို့လူအဖွဲ့အစည်းကမပြောပြတဲ့အမှန်တရားတစ်ခုရှိပါတယ်အလုပ်ကြိုးစားမှုကလိုအပ်တာမှန်ပေမဲ့အဲ့ဒီတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာပါပဲကမ္ဘာပေါ်မှာအောင်မြင်ဆုံးလူတွေဟာအချိန်အများဆုံးပေးလို့သူတွေမဟုတ်ပါဘူးအချိန်ကိုအတိအကျဆုံးသုံးဆွဲသူတွေပါအချက်3ရပ်ကိုမှတ်ထားပေးပါနံပါတ်1ပိုပြီးကြိုးစားမလုပ်ခင်မှာဒီတက်ပိုပြီးပပနဲ့လုံနိုင်မဲ့နီးစနစ်ရှိသလားအရင်ပြီးပါပိုင်လိုင်းတွေလို့ရနေရေကိုပုံးနဲ့မသိပါနဲ့ဤပညာနဲ့အလိုလျောက်လုပ်လို့ရတာကိုကိုယ်တိုင်လည်းမလုပ်ပါနဲ့ဘီဝါနဲ့ဖြည့်ရှင်းလို့ရတာကိုအင်အားသုံးပြီးမဖြည့်ရှင်းပါနဲ့နံပါတ်2အာယုံဆိုင်မှုကအလုံးများနေကြတဲ့ပိုထိရောက်ပါတယ်အရာရာကိုလိုက်လို့ဖို့မကြိုးစားပါနဲ့တန်ဖိုးရှိဆုံးဖြစ်စေမဲ့အလုံး2ခု3ခုကိုပဲရွေးပြီးတော့အဲ့ဒီမှာထိုးချောင်လုပ်ပါနေပယ်အများကြီးမှာတာမန်ပဲဖြစ်နေတာထက်နေပယ်အနည်းငယ်မှာဆရာကြတာကပိုကောင်းပါတယ်နံပါတ်3အနားယူခြင်းကအလုံးမပြတ်တာမဟုတ်ဘူးအလုံးပိုပြည့်စေတဲ့အစိပ်ပိုင်းတစ်ခုပါပင်မနေတဲ့အုံနောက်ဟာတန်ဖိုးကြီးအမားတွေကိုလုံးမိတတ်တယ်အလားရထားတဲ့အုံနောက်ကမှအခွင့်အလမ်းတွေကိုမြင်နေတာပါစွမ်းရည်နေကုန်ခန်းနေချိန်မှာသင်နီးပြွာကြကြမတွေးနိုင်ပါဘူးဒါကြောင့်သင်ကိုစင်ခေါ်ခြင်းပါတယ်ဒီအပတ်သင်ရဲ့အလုပ်တွေကိုပြန်ကြည့်ပါအချိန်အကုန်ဆုံးအလုပ်တစ်ခုကိုရှာပါပြီးရင်ကိုမေးကြည့်ပါဒါကိုဒီတက်ပူပြီးပပနဲ့လုံနိုင်မဲ့နီလန်းရှိသလားစနစ်တစ်ခုတီးဆောက်မလားကရိယာတစ်ခုသုံးမလားဒါမှမဟုတ်တခြားသူကိုလွှဲပေးမလားအလုပ်ကိုပို့ကြိုးစားနေမဲ့အစားအဲ့ဒီစနစ်တွေကိုအကောင့်ထဲပေါ်ဖို့နေ့လည်ခင်းတစ်ခုလောက်ပဲအချိန်ပေးကြည့်ပါဘာလို့လဲဆိုတော့သောမတ်သင်ခန်းစာရသွားတယ်လို့သင်လည်းသိထားဖို့လိုတာကသင်ဟာပြည့်စည်သွားတဲ့အထိခိုင်းစေဖို့ဖန်တီးထားတဲ့စိုက်ရုံမဟုတ်ပါဘူးသင်ဟာအခွင့်အလမ်းတွေကိုသုံးချပြီးတော့အကျိုးကျေးဇူးတွေဖန်တီးနိုင်တဲ့ထက်မြက်တဲ့အုံနောက်ရှိတဲ့လူသားတစ်ယောက်ပါတုံးနေတဲ့ပစိမ်ကိုလွှဲနေတာရက်လိုက်ပါတော့အခုကပစိမ်ကိုသွေးရမယ့်အချိန်ပါဒီပုံမြင်လေးကသိရင်နဲ့ရောက်ခဲ့ရင်အခုဒီကိုပင်မဆင်းရအောင်တွန်းအားပေးနေမိဒီဗီဒီယိုလေးကို like ပေးပြီးတော့မှအလုပ်ကြိုးစားလို့လည်းမကဘဲနဲ့ပနဲ့လုပ်ဖို့လိုအပ်နေတဲ့တငယ်ချင်းတွေကိုမျှဝေပေးပါဒီဘက်မှာသင်ဘယ်လို့ကိုပိုကောင်းအောင်ပြောင်းလဲမလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး viewer တွေကိုမျှဝေပြီးအတူတူသင်ယူကြတာပေါ့နောက်ဘက်မှာလည်းသင်ရဲ့အောင်မြင်မှုအတွေ့အခေါ်တွေကိုပြောင်းလဲပြီးမဲ့ပုံပြင်းတဲ့တစ်ခုနဲ့ပြန်လာခဲ့ပါမယ်မေ့မထားပါနဲ့ viewer မြောက်စီစဉ်မှုကပင်မနှွမ်းနေမှုကိုအမြဲတမ်းအနိုင်ယူနိုင်ပါတယ်သင်ရဲ့အကောင်းဆုံးအလုပ်ဆိုတာ
ခန္ဓာကိုယ်ကြီးပြည့်စည်နေခြင်းမှာထွက်လာတာမဟုတ်ဘဲနဲ့တင်းရဲ့စိတ်ဓာတ်နဲ့အုံနောက်ကြည်လင်ထက်မြက်နေခြင်းမှာထွက်လာတာပဲဖြစ်ပါတယ်6900တန်တဲ့သင်တန်းကြီးကိုမြန်မာငွေကျပ်14000နဲ့တက်ရောက်ခွင့်ရမယ်ဆိုရင်မိတ်ဆွေတို့စိတ်ဝင်စားပါသလားဟုတ်ပါတယ်မိတ်ဆွေတို့နားကြမမပါဘူးအဲ့ဒါကတော့ဒီနေ့ခေတ်မှာမဖြစ်မနေတက်ကိုတက်ထားတဲ့ကွန်ပျူတာအခြေခံနဲ့ရုံးလုပ်ငန်းခွင်သုံး Word Excel PowerPoint သင်တန်းအပြည့်အစုံကို14000နဲ့တက်ရောက်လို့ရနေပါပြီဈေးသက်သာတာတော့ဟုတ်ပါပြီဒါပေမဲ့ဒီသင်တန်းကိုဘယ်လိုလူတွေတက်တင်တာလဲကွန်ပျူတာတော့ဝယ်ထားပြီးပြီမဲ့ဘယ်ကနေစသုံးရလဲဘာကိုစတင်တင်တယ်မသိတဲ့သူတွေသို့မဟုတ်ကွန်ပျူတာဝယ်ဖို့စဉ်းစားနေသူတွေအခြေခံလောက်တော့ရပြီမဲ့တကယ်လုပ်ငန်းခွင်မှာသုံးဝင်မဲ့ software တွေဖြစ်တဲ့ Microsoft Excel Word နဲ့ PowerPoint တွေကိုတခြားအသုံးမပြုတတ်သေးတဲ့သူတွေမိမိရဲ့ကိုယ်ပိုင်ဝါသနာအရာတင်ထားခြင်းတဲ့သူတွေတက်တဲ့သင်တန်းပဲဖြစ်ပါတယ်ဒီသင်တန်းမှာကွန်ပျူတာဘယ်လိုစဖွင့်ရမလဲကစပြီးတော့လုပ်ငန်းခွင်မှာအမှန်တကယ်သုံးဝင်တဲ့ရုံးစာတွေရိုက်ဖို့အတွက်မရှိမပြတ်လိုအပ်တဲ့ Word နေ့စဉ်စာရင်းဇယားတွေလင်းမြန်စွာတွက်ချက်ဖို့အတွက်လိုအပ်တဲ့ Excel နဲ့ presentation လုပ်တဲ့အခါမှာဆွဲဆောင်မှုရှိစေဖို့ PowerPoint စတဲ့ software တွေကိုအခြေခံကနေကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့အထိသင်ကြားပေးမှာဖြစ်ပါတယ်ကွန်ပျူတာသင်တန်းနဲ့တက်ချင်တယ်အချိန်တည်တံ့ပေးဖို့လည်းစမပြေဖြစ်နေတဲ့သူတွေအတွက်ကွန်ပျူတာလေးတစ်လုံးရှိုံနေတယ်မိမိအိမ်ထဲကနေပဲအားတဲ့အချိန်လေ့လာသင်ယူနိုင်မဲ့သင်တန်းပဲဖြစ်ပါတယ်လေ့လာမဲ့သင်ခန်းစာ video lesson ပေါင်း60ရှိပြီးတော့သင်တန်းတစ်ခုလုံးရဲ့ကြာချိန်ကနိုင်ပေါင်း20ရှိပါတယ်အခုမှစတင်လေ့လာမဲ့သူတွေအဆင်ပြေအောင်အတွက်လည်းတစ်ဆင့်ချင်းလက်တွေ့အသုံးချနည်းတွေနဲ့သင်ပြပေးထားတာဖြစ်လို့နားလည်ရလွယ်ကူစေမှာပါသင်ခန်းစာတွေကိုလေ့လာရမယ့်ပုံစံကတော့မိမိအားတဲ့အချိန်တိုင်းလေ့လာလို့ရပြီးတော့ရှားသက်ပံလေ့လာနိုင်မှာဖြစ်ပါတယ်သင်တန်းပြီးသွားတဲ့အခါမှာတော့ Word နဲ့ရုံးစာတွေကိုကျွမ်းကျင်စွာရိုက်နိုင်လာမယ် Excel နဲ့စာရင်းတွေကိုပိုင်နိုင်စွာကိုင်တွယ်နိုင်လာမယ် presentation ပြင်ဆင်တဲ့အခါမှာလည်းပဲ professional ကြဖန်တီးနိုင်လာမှာပါအပြင်မှာကွန်ပျူတာသင်တန်းတစ်ခုကိုတစ်သိန်းအထက်ပေးရတဲ့အပြင်အချိန်သေးတံပေးဖို့အတွက်လည်းအဆင်မပြေတဲ့သူတွေကွန်ပျူတာကိုလည်းကျွမ်းကျင်အောင်အသုံးပြုတတ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်ဒီသင်တန်းကသင်တန်းကြီးအသက်သာဆုံးနဲ့အထူးအောင်ဆုံးသင်ကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်အချိန်မဆွဲဘဲနဲ့ပထမဆုံးစာရင်းပေးသွင်းသူအယောက်1000သားလေးမူလသင်တန်းကြီး6900မှုပဲနဲ့သင်တန်းကြီး14000ကျပ်ထင်းနေတာတက်ရောက်ခွင့်ရမှာဖြစ်တာကြောင့်ပြထားတဲ့ Viber Telegram Page Messenger တွေကနေတဆင့်အမြဲဆုံးဆက်သွယ်လိုက်ပါခင်ဗျတခြားသင်တန်းတွေအကြောင်းသိချင်လဲဆက်သွယ်လို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ